ယောက်ျားလေးတွေကဒေါ်ကီကောင်းတယ်ဆိုပေမဲ့ပြောတဲ့အချိန်မှာပြောအမဆိုကြပါစို့ကျွန်တော်ဘယ်လိုပြောမလဲဆိုအမရဲ့နတ်သမီးနဲ့နတ်သမီးနဲ့အမနဲ့ဘယ်သူလားနတ်သမီးကပို့လာဟုတ်အမပို့လာဘာဖြစ်လို့ကျွန်တော်နှလုံးသားထဲမှာရှိပြီးပြီအဲ့ဒါစကားနည်းနည်းလေးနဲ့သူ့ကိုထိထိမိမိပြောလိုက်တာအဲ့မှာ2ချက်လောက်ချုပ်သွားအဲ့မှာ2ချက်လောက်ချုပ်သွားဟိုကမူးတောင်မေ့တောင်လေးသွားဒီဘက်ကကျွန်တော်တို့ဒါယောက်ျားလေးဘက်ကနော်ဟုတ်ပြီကျွန်တော်မိန်းကလေးဘက်ကိုကြည့်မိန်းကလေးဘက်ကိုကြည့်မယ်ဆိုရင်ဘယ်လိုလုပ်မလဲမိန်းကလေးတွေကမရစ်တာစကားဒီမရစ်တာစကားနေတာစိတ်ကြတယ်ဆိုတာကျွန်တော်တို့ကတော့ရေဘူးရအပြည့်မှန်တယ်ဘာလို့မှန်လဲဆိုတော့ဟုတ်ကျွန်တော်တို့မှာကသူ့အတွက်အချိန်လုံးဝမပေးနိုင်ဘူးကျွန်တော်တို့မှာအချိန်နေရှိတယ်ဥပမာဆိုရင်ကျွန်တော်ဆိုအလုပ်လုပ်တဲ့အတွက်ကြောင့်အလုပ်တစ်ဖက်ရှိမယ်ကြောင်းတက်ရတဲ့အတွက်ကြောင့်ကြောင်းတစ်ဖက်ရှိမယ်အချိန်ပြည့်သားပြီးတော့တူတာကျွန်တော်မပြောနိုင်ဘူးအခြေဘာညာမပြောနိုင်ဘူးကျွန်တော်တို့မှာအလုပ်တွေရှိအဲ့ဒီခါမှာကျွန်တော်တို့ကအချိန်ပြည့်ဖုန်းဆက်ပြီးတော့နင်ကဘာလုပ်နေတာလဲညာလုပ်နေတာလဲလို့ရစ်နေတဲ့အခါမှာပြဿနာလေးတွေထိဆိုင်မှုတွေတွေ့တယ်အဲ့တော့ဘယ်လိုလဲဆိုတော့ကိုလဲကိုလုပ်သူလဲသူလုပ်ဒါပေမဲ့နှစ်ယောက်သားကအဓိကဘာလဲဆိုတော့ချစ်နေတာကိုသိရင်တော့ပြီချစ်နေတာကိုသိရင်တော့ပြီရစ်စရာအကြောင်းမရှိဘူးဘာလို့ဆိုတော့ချစ်နေတာကိုသူလည်းသိတယ်ကိုလည်းသိတယ်အဲ့တော့ကိုလည်းသူ့လုပ်ကိုလည်းကိုလုပ်အဲ့တော့အလုံးလုံးနေရင်ဘာမှတိတ်ပြီးတော့ဟိုပြဿနာမရှိတော့အဲ့တော့တချို့တွေကဘာလဲဆိုတော့ရစ်ကြတယ်ဖုန်းတွေတကောင်းကောင်းခေါ်တယ်နင်ကဘာလို့ငါ့ကိုတနေ့မှဖုန်း3ကမဆက်တာလဲဖခင်တော်မှဖုန်း3ကပြည့်အောင်မှတစ်ခါမှမရှိခိုးဘူးတို့ကြတော့ဖုန်း3ကဆက်အဲ့တော့ဘာလို့ငါ့ကိုဖုန်း3ကဆက်တာလဲဘာဆက်တာလဲငါ့ကိုဘာလို့ message မပို့ရလဲဒီ messenger မှာ line တက်ပြီးတော့ကျွန်တော်တို့မှာ messenger မှာ line တက်တယ်ဆိုရင်ကျွန်တော်တို့မှာအတိမိတ်ဆွေရှိမယ်အခုဆိုလို့ရှိရင်လားကျောင်းနဲ့ group နဲ့ပတ်သက်ပြီးတော့ဒီနေ့ဆိုရင်22ရက်နေ့ဒီနေ့အစည်းအဝေးရှိတယ်ဘယ်မှာအစည်းအဝေးရှိတယ်ဆိုတော့ကျွန်တော်တို့ messenger နေပြီးကျွန်တော်တို့ဒီကိုပြောကြအဲ့ချိန်မှာနေရာကျတော့ line လေးတက်ပြီးတော့ငါ့ကိုစာလေးတစ်စောင်တော့မပို့ထားဘူးလားကိုမအောင်နေဘာလို့မအားရလဲဒီ line ကျတော့နေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအဲ့မှာပြတ်တယ်ကိုချင်းစာကြီးကိုချင်းစာဟုတ်တယ်ကျွန်တော်တို့မှာအလုပ်တရားရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကရစ်တဲ့ mail ကလေးမျိုးမဟုတ်ဘူးနားလည်ပေးနိုင်လို့ရှိကျွန်တော်တကယ်ပြောတာပါကျွန်တော်တို့ယောက်ျားလေးတွေကအသေးနှုတ်ပါကျွန်တော်တို့လေနားလည်ပေးအသက်ကြီးတောင်ပေးပြီးချက်ပလိုက်တာဒါကတကယ်ပြောကြိုက်တယ်အဲ့ဒါအကြိုက်ဆုံးပဲအဲ့ဒါကြိုက်တယ်လုံးဝ